တေးတုကမိန်နိုင်ရေးထားပြီးတော့ကျွန်တော်တို့ဂူရူကြီးဦးညီထိုးဆိုတဲ့ချင်းတွေပါဒါပြန်စပြီးလေးဖြစ်ပါတယ်ဒီနေ့ကတော့မင်္ဂလာဆောင်လို့ပြရပါတယ်ဒီနေ့ဆောင်လို့အော်လည်းပြန်တနေကနေဟုတ်တယ်သူတို့ပတ်စမရလောက်တယ်ဒီချင်းလေးပြန်လိုက်တိကပ်ပြီးတော့နော်မုံရွာဂျီကလက်ရဲထဲအောင်ဖြစ်ပါတယ်မင်းစရာကိုတာရဖြစ်ပါတယ်ခင်ဗျာထိုင်သားနာစီပါမင်္ဂလာဆောင်ပွဲလဲကျင်းပနေတယ်ပျော်ရွှင်စရာလေးတော့ချစ်တဲ့သူရဲ့သူများကိုအားချမ်းမိတဲ့အချင်းကလေးရဲ့ဘယ်လိုလဲပြောဒီဆိုတော့ဘာလို့ဒီတော့ကျွန်တော်ညီနေတာတော့အပတ်ပြရတော့ဘာမှမဟုတ်ဘူးဘာလို့Listen.မင်္ဂလာဆောင်ပွဲလဲကျင်းပနေတယ်ပျော်ရွှင်စရာလေးတော့ချစ်တဲ့သူရဲ့သူများကိုအားချမ်းမိတဲ့အချင်းကလေးရဲ့ဘယ်လိုလဲပြောမင်္ဂလာဆောင်ပွဲလဲကျင်းပခြင်းပါတဲ့သူများလုံးလက်ထက်ကြမယ်အချင်းကလေးရဲ့ဘယ်လိုလဲပြောအချီရတဲ့ကျွန်တော်တို့ရဲ့ဒီဘောလုံးရဲ့ဒီကကျွန်တော်ဒီလေးကျွန်တော်ရဲ့ဒီမှာဒါမျိုးအပြီးတော့
ကျေးဇူးများတင် ဒီ ပါတယ် လိုပြန်သွင်းမှု